အခုနောက်ပိုင်းမှာပစ္စည်းအလုံးတော်တော်ရှားနေပြီလို့ပြောလို့ရတယ် Xiaomi 16 Pro မှတ်ထဲမှာ RAM 16512ကို Purple Color လေးဗျာဒီ Color လေးကတကယ်ကိုကျွန်တော်တို့ second ထဲမှာအသစ်ထဲမှာလုံးဝရှားပါလို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့အခုလက်ရှိ second ထဲမှာဆိုလို့ရှိရင် RAM 256တွေပဲမြင်နေရတယ် RAM 256 RAM 12512တွေပဲပေါ်တယ် RAM 16512ကတော်တော်ကြီးကိုဘယ်လိုပြောရမလဲ second ထဲမှာလည်းရှားနေတယ်အသစ်ထဲမှာလည်းပစ္စည်းပြတ်နေတယ်ပေါ့ဗျာဒီ Xiaomi 16 Pro မှတ်လေးကထူးထူးခြားခြားပဲပါခင်ဖောက်စစ်လေးကိုမှစီးရရပိတ်ဖြစ်ပြီးသားအလုံးလေးဖြစ်တယ် RAM 16512 battery 100လေးနဲ့ရမယ်နော် Purple Color လေးအယောင်လေးလည်းတော်တော်မိုက်တယ်အခုလက်ရှိကျွန်တော်ရှေ့မှာပြပေးထားတဲ့အလုံးလေးဆိုမိတ်ဆွေကလုံးဝအသစ်ချွတ်ပါခင်ဖောက်စစ်လေးတုံးရမှာဖြစ်ပါတယ်နောက်ကင်မရာမန်ကတ်တွေအရှိမှန်မကွဲတွေပါတယ်အကုန်ကပ်ပြီးသားအလုံးလေးဖြစ်မယ်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေတယောက်အသစ်ပါခင်ဝယ်ပြီးတော့ရပ်ပိုင်းနဲ့ပြန်လာရောင်းရတဲ့အလုံးလေးပေါ့ပတ်စံလို့အရေးပေါ်ပတ်စံလို့ပြန်လာရောင်းဖြစ်သွားတဲ့အလုံးလေးဖြစ်ပါတယ်တော်တော်မှတော်တော်ကင်သုံးတဲ့လူတန်လိုက်မယ်လက်ရှိစီးရရနဲ့ဆိုလို့ရှိရင်အပီးသီးဆို350ပတ်ချလဲလောက်မှကျတယ်ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးကအသစ်လုံးဝအသစ်ချွတ်နော်ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးက43,500နဲ့ရောင်းချပေးမယ် RAM 16512 Xiaomi 16 Pro Max လေးကိုမှ Purple Color လေးဖြစ်ပါတယ်ခင်ဗျာတော်တော်ကြီးဗျာလုံးဝတစ်ချွတ်နေတဲ့အလုံးလေးဖြစ်ပါတယ်ဒီ Xiaomi 16 Pro Max လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Wear Mobile Shop ကိုလမ်းခဲ့ပါမိတ်ဆွေတို့မှာရှိတဲ့ဖုန်းတွေလည်းအဟောင်းပေးအသစ်ယူအလဲထက်ကိုတနေရာထဲမှာအဆင်ပြေအောင်ပြုလုပ်ပေးနေပါတယ်ဖုန်းနဲ့ပတ်သက်လို့ 100% တာဝန်ယူရောင်းချပေးတဲ့အတွက်ကြောင့်စိတ်အေးချမ်းသာစွာဝယ်ယူအားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ